စမီတန်ရောတကယ်ချင်းတွေဘယ်နေရာလောက်ခေါ်လာပေးခဲ့ဘူးလဲမ34ယောက်လောက်ရှိတယ် အများကြီးပဲနော် ဟုတ် မင်္ဂလာပါအမနာမည်လေးနဲ့လေဒီထိုင်းမှာဘာလုံးလုံးနေလဲဆိုတာအောင်မဆက်ပေးပါအောင်ဗျ အမနာမည်ကမတင်တင်ဝါပါအမအခုထိုင်းမှာလေရင်ပို့ပစ္စည်းစက်ရုံမှာအလုပ်လုပ်နေပါတယ် စမီတန်မှာချင်းခွေရှာတာဒါပထမဆုံးချိန်လာမှာ မဟုတ်ဘူးရှင်ဒုတိယကျင်း စမီတန်ကိုဘယ်လိုရှာတွေ့ခဲ့ရလဲမ တကယ်ချင်းတယောက်ကမိတ်ဆက်ပြီးတော့ပြီးခဲ့တာ ဘယ်လိုအကြောင်းကြောင်းတွေနဲ့ငွေရှော့ဖြစ်ခဲ့ရလဲမ အဲ့ဒီချိန်တော့အဖေကအရေးပေါ်ပိုက်ခွဲရမှာဆိုတော့ဘုရုဆယ်ချီရမှမသိဘူးအဲ့နဲ့တကယ်ချင်းကမိတ်ဆက်ပြီးရနေစမိတန်အလုံးလုံးနဲ့နေတယ်စိတ်လဲစိတ်ချရတယ်ဆိုလို့ဒီမှာဒါချီတာ စမီတန်မှာငွေရှော့ပြီးတဲ့နောက်ရောအမရဲ့အဲ့အခက်ခဲတွေကိုပြင်ရှင်းနိုင်ခဲ့လား ရှင်းရှင်းနိုင်တယ်အဆင်ပြေသွားတယ်အဖေလည်းဟိုကျမ်းမာကြီးကောင်းသွားတယ် အခုအမအရင်တစ်ချိန်ငွေ6တောင်းနဲ့အခုတစ်ချိန်6တောင်းနဲ့ဆိုရင်ရောဘယ်လိုတွေကွာခြားမှုတွေရှိသွားလဲမ ပထမကျင်းလျှောက်တော့ကအင်တာဗျူးတွေဖြစ်ရတယ်စာရေးစာတမ်းတွေပြည်စုံပေးရတယ်ဒုတိယအချိန်မှကျတော့အလွယ်တကူရှိလို့ရတယ်အင်တာဗျူးဖြစ်တယ်လို့မလို့တော့ ပို့ပြီးတော့မှအဆင်ပြေ ဘူး သွား ပို့ပြီးတော့အဆင်ပြေဟုတ် စိတ်ဝင်စားတဲ့လူတွေကိုရောအမတို့ဒီစမီတန်မှာချင်းခွေရှော့ဖို့အကြံပေးချင်တာမျိုးရှိလားဗျ ဟုတ်ကြံပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သမီးတန်မှာအလုံးလုံးလဲနေတယ်စိတ်လဲစိတ်ချရတယ်အဲ့ဒါကြောင့်မလို့လာရောက်ချိဖို့အကြံပေးချင်ပါတယ် စမီတန်ရောတကယ်ချင်းတွေဘယ်နေရာလောက်ခေါ်လာပေးခဲ့ဘူးလဲမ 34ယောက်လောက်ရှိတယ် အများကြီးပဲနော် ဟုတ် စမီတန်ရောအမဒီထပ်ပို့ပြီးတော့မှတိုးတက်စေချင်တာမျိုးရှိလဲဗျ ညီမတွေအများဆုံးရှိတဲ့နေရာတွေမှာရုံပွဲတွေအများကြီးဖွင့်စေချင်တယ် ချိုးရီပြည်နယ်မှာအလုံးလုံးကန်နေကြတဲ့မြန်မာပြည်သူပြည်သားတွေအနေနဲ့ငွေကြေးရခက်ခဲတွေကိုဖြည့်ရှင်းပေးဖို့အတွက်ကျွန်တော်ဒီစမီတန်စပလီရုံးခွဲမှာလာပြီးတော့မှအတူနှုံး300ခန့်နှုန်းနဲ့အတူနှုံးတတ်တာစွာနဲ့ချင်းဝင်လာရောက်ရှောက်ထားနိုင်ပါပြီခင်ဗျအားလုံးပဲတက်တာ